ခံမမှုမှန်တဲ့သူတွေအောင်မြင်တာပဲဒီမိမကိုယူရမလားဒီယောက်ျားကိုယူရမလားအစဒီအလုပ်လုပ်ရမလားအဆုံးပေါ့အဲ့တော့တခါတော့နိုင်ငံတစ်နိုင်ငံရှိအဲ့နိုင်ငံတစ်နိုင်ငံဟိုဘက်နိုင်ငံကနေပညာရှိတယောက်ကလာပြီးပညာဆန်းတယ်သူကဘာလုပ်လဲဆိုတော့လက်ငါးချောင်းထောင်ပြအဲ့ဒါကိုဖြေနိုင်ရင်မင်းတို့ပါဇက်နဲ့မပြောဘူးမင်းတို့လက်ဟန်ချင်နဲ့ပဲပြတယ်မင်းတို့လက်ဟန်ချင်နဲ့ပြန်ဖြေရမယ်ဖြေနိုင်ရင်မင်းတို့ပနာဆက်မဖြေနိုင်ရင်မင်းတို့ကငါတို့လက်ဆောင်ပြန်ပေးရဟာအဲ့တော့သူကစိတ်ဝင်စားတယ်ဟုတ်ပြီဒါဆိုရင်ဖြေဆိုတော့သူပညာရှိတွေတယောက်မှမဖြေနိုင်အောင်အဲ့ဒီမှာအရာသမားတယောက်ရောက်လာတယ်အရာဖိုးမရှိလို့ဖြေလို့ရလားရတယ်မှားရင်အပြည့်ပေးမလားမပေးဘူးမှန်ရင်စုကြမစိုးဘူးအရင်ပဲဖြေမယ်ငါအရာဖိုးလည်းမရှိဘူးဟိုပညာရှိကလက်ငါးချောင်းထောင်ပြတယ်ဒီကောင်စက္ကန့်မဆိုင်ဘူးလက်10ချောင်းပြန်ထောင်ပြတယ်ဟာဟိုပညာရှိသဘောကျမင်းတို့နိုင်ငံမှာပညာရှိတွေပေါ်ထွန်းတယ်ခဏနေပါဦးနောက်တစ်ခုမေးပါဦးမယ်မေးလက်အချင်းတည်းပဲမေးမယ်ရင်ဘက်3ချက်ပုတ်ပြချက်ချင်းပဲဟိုကပညာရှိကရင်ဘက်3ချက်တည်းမကောင်းကြောမှာ3ချက်ပုတ်ပြတယ်ရတော့ဟာမင်းတို့တော်တော် advance ဖြစ်တာပဲမင်းတို့နိုင်ငံငါတို့တော်တော်လေးစားတော့ပြီလက်ဆောင်နေဆက်ပြီးပြန်ပြေးတာဘယင်သိပ်ပျော်သွားတယ်ငါပညာရှိအစ်တယောက်ပေါ်ထွန်းပြီချက်ချင်းပဲပညာရှိဘုံအဖွဲ့ဝင်တွေနဲ့ခန့်ရပလိုက်ညနေတင်ပြန်ပြုတ်သွားပညာရှိအစ်စ်မှမဟုတ်တာ